ကျွန်တော်ဒီကာလမှာနည်းနည်းပေါ့နော်ခွန်အားဖြစ်စေမဲ့တခြင်းပေါ့အဓိကလည်းမိအတွက်လည်းပါတယ်ပြီးရင်ဒီတော်လန်ပြည်သူတွေအားလုံးရဲ့မိဘတွေအတွက်လည်းပါတယ်အကုန်လုံးအတွက်ပေါ့နော်ကျွန်တော်တို့တယောက်ချင်းစီအတွက်လည်းဒီဟာအဓိပ္ပာယ်ရှိတဲ့တခြင်းလေးပေါ့ခွန်အားပြည့်မိငယ်ဆိုတဲ့ခြင်းလေးကျွန်တော်ဆိုပြချင်ပါတယ်နော်ဟုတ်ပြီးမှရောင်နေတာတဲ့နေသိကိုရောက်မေယုံကြည်ခြင်းနဲ့ကြိုးစားထားမှချိန်မှအောင်မြင်လို့မြောက်မယ်မဟုတ်လားဘယ်နေရာလဲဟာမချုံးမွေတတ်တော့ဒါဝန်ကိုစီအားတင်ရှိစလန်ရှုံးမပေးနဲ့မိငယ်ရဲ့ရှင်မကြိုပြတ်သွားကြိုတွေဒါဝန်ထမ်းရတဲ့ခါကဲကိုကြိုးစွန်နိုင်မှာတစ်ချက်ရိတ်တတ်တော့ပင်လေပြဟာလောက်ခက်ရစမြဲလေအမရေသားတွေထက်ထက်ရှိကကာယံခွေလူတာစီနေပါစေငါမြေကထုံးမဆွမ်းအပတိမန်တော်ဟာတိတရားမေမမေနဲ့အိုးရှုံးမပေးနဲ့မိငယ်ရဲ့ရှင်မကြိုပြတ်သွားအများကျတဲ့ဒါဝန်ထမ်းရတဲ့အခါတကယ်ကိုကြိုးစွန်နိုင်မှာကိုခုဖြတ်ပြီးမှရောင်နေတာတဲ့နေသိကိုရောက်မေယုံကြည်ခြင်းနဲ့ကြိုးစားထားမှချိန်မှအောင်မြင်လို့မြောက်နိုင်မယ်လေဘယ်နေရာလဲဟာမရှုံးမွေထက်တော့ဒါဝန်ကိုစီအားတင်ရှိစလန်ဘယ်နေရာလဲဟာမချုံးမွေတတ်တော့ဒါဝန်ကိုစီအားတင်ရှိစလန်ဘယ်နေရာလဲဟာမချုံးမွေတတ်တော့ဒါဝန်ကိုစီအားတင်ရှိစလန်